အားလုံးပဲမင်္ဂလာပါဆိုင်း channel ကနေကြိုဆိုပါရခင်ဗျဘန်ကောက်ကနေ9နိုင်ခရီးနဲ့ပတ်စကားနဲ့တွားလေလို့ရတဲ့မြို့ဟောင်းလေးကိုအလေသွားပါမယ်ခင်ဗျမြို့ဟောင်းရဲ့နာမည်လေးကတော့စုခိုထိုင်းမြို့ဖြစ်ပါတယ်ခင်ဗျမြို့လေးကိုတွားဖို့အတွက်ပေါ့နော်ပတ်စကားလေးနဲ့တွားရမယ့်အတွက်ကြောင့်မလို့ဘန်ကောက်မြို့မော်ချစ်ရဲ့အဝေးပြေးပတ်စကားမှာအခုတွားနေပါတယ်နော်အခုဆိုင်သွားနေတဲ့ခရီးစဉ်လေးကတော့နညအိတ်3ညခရီးစဉ်ဖြစ်ပါတယ်ခင်ဗျမော်ချစ်ကအဝေးပြေးကားကိတ်ကိုတော့ရောက်ရှိပါပြီခင်ဗျဆိုင်းကတော့ဘောနော် online ပေါ်ကနေ booking လုပ်လာတဲ့အတွက်ကြောင့်မလို့ဒီကားကိတ်ရဲ့စာရွက်လေးကိုတွားထုတ်ရပါမယ်နော်အခုလေးကားကိတ်ရဲ့တွားထုတ်ရမယ့်နေရာလေးကိုတွားရှာလိုက်ပါမယ်ဗျအားလုံးပဲမင်္ဂလာပါအခုကပေါ့နော်ဘန်ကောက်ကနေခဏလေးဘန်ကောက်ကနေပေါ့ဟိုပါလေမြို့ဟောင်းတစ်မြို့ပေါ့နော်စုခိုထိုင်းဆိုတဲ့မြို့လေးကိုတွားဖို့အတွက်အခုဟိုပါနော် bus terminal ကိုရောက်ပါပြီခင်ဗျဒါလေးကတော့ဒီဟိုပါနော် booking ကတော့ online ကနေလုပ်လာတယ်ဒါပေမဲ့ booking online လုပ်ပြီးမဲ့လည်းဒီနားရောက်လာတဲ့အချိန်ကျရင်လည်းကောင်တာမှာပေါ့နော်ဒီနံပါတ်လေးကိုရဲ့ထိုင်ခုံလေးပေါ့နော်နံပါတ်လေးရယ်ပြီးတော့မှဒီကိုဘယ်လိုပြောရမှာလဲဒီပတ်စံချီထားတဲ့ဟာတွေအားလုံးတွေကိုတော့ print ထုတ်ပေးပါတယ်เนาะဒီကောင်ကပျောက်လို့မရပါဘူးခင်ဗျပျောက်ရင်တော့အတင်းနောက်တစ်ခုထပ်ဝယ်ပေးရပါမယ်အခုလောလောဆယ်ရလဲသူက ticket မရှိတော့ဘူးလို့ပြောနေတယ်ကုန်နေပြီလို့ပြောပါတယ်ခင်ဗျticket လေးရတော့ပြီဆိုတော့ဆိုင်းတို့ကပေါ့နော်ဂိတ်ထဲမဝင်ခင်မှာပေါ့နော်ပိုက်တွေစားမှာဆိုလို့အပြင်မှာရှိတဲ့ 7-Eleven ဆိုင်မှာဝင်ပြီးတော့မှရေတွေစားစရာမုန့်လေးတွေကိုဝယ်ပစ်ခဲ့ပါတယ်ခင်ဗျဂိတ်ထဲရောက်ရှိသွားပါပြီခင်ဗျအခုကတော့ပေါ့နော်အချိန်မရောက်သေးတဲ့အတွက်ကြောင့်မလို့ကားလေးကိုထိုင်ဆောင်ပေးရပါမယ်နော်အခုကတော့ပေါ့နော်ကားထွက်တဲ့အချိန်ရောက်ရှိသွားတဲ့အတွက်ကြောင့်မလို့ကားဘော်ကိုတက်လက်အောင်မယ်ခင်ဗျဆိုင်ဝယ်လာတဲ့ဒီကားအမျိုးအစားကတော့ VIP ကားအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ကားပေါ်မှာဟိုပေါ့နော်အင်တာတစ်ခါတည်းရှိပြီးသားပါခင်ဗျအခုပေါ့နော်ဒီမြို့ဟောင်းပေါ့စုခိုထိုင်းနိုင်ငံအခုပတ်စကားနာမှာရောက်လာပြီဒါပေမဲ့ခမန်းထားတဲ့အချိန်နဲ့တော့ရန်စောတဲ့အတွက်ကြောင့်မလို့အခုနိုင်ခွဲပဲရှိသေးတာပေါ့နော်မြို့ဟောင်းတဲ့ကိုတော့မရသေးဘူးအဲဟာကြောင့်မလို့အခုတော့ပါလဲဆိုတော့ဒီပတ်စကားရဲ့အထက်နားမှာပေါ့နော်သူကဟိုတယ်တီးလေးရှိတယ်သူကပါအချိန်ပိုင်းလို့ပုံစံသူက950ပတ်950ပဲပေးရပါတယ်နော်အခန်းလေးပါပြပေးပါမယ်နော်အခုအခန်းလေးပြပေးပါမယ်ဒါလေးပါကတင်လေးပါဒီဟာလေးတော့ရေချိုးခန်းဖြစ်ပါတယ်အင်တာရေချိုးခန်းပါခင်ဗျတို့ကရေပူရေနွေးပါရှိပါတယ်နော်ဒီမှာပဲ4-5နိုင်လောက်အိပ်ပြီးတော့မှမနက်အစောပိုင်း9နိုင်ဝန်းကျင်လောက်10နိုင်လောက်ကြာမှပဲဒီမြို့တစ်ကနေမြို့ဟောင်းကိုတက္ကစီနဲ့ဟိုပါဘောနော်စီးသွားပါမယ်နော်မနက်10နာရီဖြစ်သွားပြီဆိုတော့မြို့တစ်ကနေမြို့ဟောင်းကိုသွားဖို့ပေါ့နော်ဆိုင်းတို့ညီအကိုနေရောက်ဆိုင်ကယ်လေးကိုငါစီးဖြစ်သွားပါတယ်နော်ဘာဖြစ်လဲဆိုတော့ဒီမြို့တစ်ကနေမြို့ဟောင်းကိုသွားဖို့အတွက်ဆိုရင်မိနစ်30လောက်အချိန်သုံးရပါမယ်ခင်ဗျမြို့ဟောင်းသွားပါတော့မယ်အခုဆိုင်ကယ်လေးသွားငါလာပြီဆိုင်ကယ်ကြတော့သူက Honda Way ကြတော့တရက်ကိုပတ်200နဲ့300ကြားပေါ့နော်နည်းနည်းအဲ့ထက်ကြီးတဲ့ဟာကြတော့သူကပတ်350လို့ပြောပါတယ်အခုကြောင့်ဆိုင်ရဲ့ပြီးတော့မှအငယ်ကောင်2ယောက်ဆိုတော့လေအသေးလေးပဲယူလာလိုက်တဲ့ဆိုင်ကယ်ကိုလေပြီးတော့မှသူက deposit ကိုပတ်2000တော့ထားပေးရတယ်ဘာဖြစ်လဲဆိုရင်2ရက်ယူမဲ့အတွက်ကြောင့်မလို့ဟိုပါဘောနော်မြို့ဟောင်းမှာသွားမငါတော့ဘူးဒီမှာတခါတည်းငါလိုက်တော့တယ်အဆင်ပြေအောင်လို့မကြီးကနေဝင်လာပြီးတော့မှအခုကျွန်တော်တို့ဟိုတယ်သွားမယ်နေရာလေးပါနော်ဒီလိုပုံစံနဲ့โอ้ยဝ
ပြတ်တွေစီဒီအဟောင်းနဲ့အများကြီးပဲအဲကြားထဲမှာလူနေအိမ်ကြီးကလည်းဟိုပကံလိုပုံစံနဲ့ကြားထဲကနေလူနေအိမ်တွေလာဆောက်ထားတယ်ဒါဒီများနိုင်ငံကနည်းနည်းတန့်ရှင်းပါလေနည်းနည်းတော့မဟုတ်ဘူးတန့်ရှင်းတယ်လို့ပြောရမှာနေရာတိုင်းမှာအမိတ်ပုံးတွေချပေးထားတယ်အမိတ်ပုံးတွေချပေးထားတယ်เอาเข้าโลล่ะที่พันแรงบอกว่าใช่แล้วเราเพราะคนที่เขาตั้งหนาผมนี่คนนี้คนตั้งหนาเขากันเล่นไหนอยู่แซ่เอาไปพอได้พอได้ร้านนะที่เขาสิ่งนี้เลยนะใส่เงี้ยได้ใส่เงี้ยได้มาห้องอีกต่อหรือยามาห้องตอนกลางขึ้นแต่พัดเอามาเงี้ยนะหลุดต่อชาวบ้านเลยห้องเตยห้องโลล่ะมารุดล้าม้าปีที่ไหนล้าม้าปีที่ไหนเราเอ้ဟိုဘက်ချမ်းသွားရအောင်နော်လမ်းမကြီးပေါ်ပြန်တက်ပြီးမှဟိုဘက်ချမ်းတက်သွားရအောင်ဒါလေးရည်ချင်လိုက်တာဒီမှာဆိုင်ငယ်နဲ့တော့လို့မရဘူးဟိုဟာလေလမ်းနေပိတ်ထားတယ်လမ်းနေပိတ်ထားတဲ့အတွက်ကြောင့်မလို့ဟိုဟာပေါ့နော်အခုကိုလမ်းမကြီးပေါ်ပြန်တက်ပြီးတော့မှဒီဟိုလမ်းမကြီးအတိုင်းပဲပြန်သွားတော့မယ်ကြောက်ဖို့လည်းကောင်းတယ်ဒီဘက်ကလည်းတွားရဲဒီမှာကြည့်ပါဦးဒီမှာဆိုင်ကမောင်းပေးတဲ့လူမျက်နှာကိုလည်းကြည့်လဲဦးဒီမှာလမ်းတူလမ်းကြားဒီနားမှာမြို့ဟောင်းစီတီဟောင်းအရန်လာတယ်လမ်းမှာလဲဟိုအဖြူကောင်တယောက်တွေ့တယ်သူကလည်းဟိုတယ်သွားမယ်တဲ့သူကစပိန်နဲ့လာတော့လေသွားလို့မရပါဘူးဆိုမှသူကလေသွားလို့ရတယ်ဆိုမှသွားနေပြီသူလည်းထားလိုက်တော့လို့သွားစီဆိုမှသွားခိုင်းလိုက်ပြီနော်အခုလမ်းမကြီးပေါ်ပြန်တက်တော့မယ်နော်အခုလမ်းမကြီးပေါ်ပြန်ရောက်ပါပြီခင်ဗျာပြီးတော့မှဘယ်ဖက်ပွေမှရတော့မယ်ပါလို့စီစောနာလမ်းကဝင်လို့မရအောင်ဒီလမ်းလေးကွေ့မှရမယ်ထင်တယ်ဟုတ်တယ်ဒီလမ်းပဲโอ้มาไปแล้วที่พูดร้านเลยนะมันตรวจนะสิเว้ยเนาะဒီမှာရောက်ပြီရောက်ပြီအခုတဲမဲ့နေရာမှာက Sand of Sukhothai Resort ได้ပါတယ်နော်มันเขียนบอกว่าညာဖက်ချမ်းမှာပဲစောနာလမ်းကဝင်လာလို့လုံးဝဝင်လာလို့မရဘူးတကယ်ကိုတောလမ်းဟိုဘက်ကဒီမှာရောက်ပြီညာဖက်ချမ်းတင်းတင်းတင်းရောက်ပါပြီခင်ဗျာThis one? Resort Roger check in တင်းဒီကုကန်လေးนี่ဒီကုကန်လေးရှိတယ်ဒီမှာဒီကုကန်လေးရှိတယ်တရက်လောက်တော့လာကူအောင်မှာสวยเต้เลยครับเต้อย่างนี้โอ้ยโอเคแล้วฮอตเดนซูเก้าเลย